ရန်သူနဲ့ထိတွေ့မှုမဖြစ်ခင်မှာရန်သူ kill စုံလေးကိုမကြောက်ရောက်သွားနိုင်စေဖို့အတွက်အစောပိုင်းတတိပိလက္ခဏာတွေကဘာဖြစ်မလဲရန်သူချောင်းမြောင်းတက်ခတ်ရနေရ kill စုံကိုမရောက်ရှိမီမှာကြိုတင်တတိပြုမိနိုင်တဲ့လက္ခဏာတွေကိုစနစ်ပြုအရအောက်ပါတိုင်းခွဲခြားနိုင်ပါတယ် kill စုံဆိုတာရန်သူကမိမိကိုအလွယ်တကူတက်ခိုက်ဖြစ်စီရန်အတွက်ကြိုတင်ပြင်ဆင်ထားတဲ့နေရာဖြစ်ပါတယ်ရန်သူကတိုက်ခိုက်ဖို့အတွက်အသာစီးရမယ့်နေရာမျိုးကိုရွေးချယ်တတ်ပါတယ်လူတစ်ဖြစ်အောက်ပါချက်တွေကိုသတိထားရပါမယ်နံပါတ်1အချင်းချက်ဆုံးလမ်းကြောင်းတောင်ကြားလမ်းတွေတရားတွေတဝမ်းမဟုတ်ဘေးပတ်လည်မှာပိတ်ဆို့နေပြီးလူတစ်ယောက်ချင်းစီကသွားနိုင်တဲ့လမ်းကြောင်းတွေအနေအများဆုံးဖြစ်ပါတယ်နောက်တစ်ခုကတော့သဘောမဟုတ်တဲ့ပြောင်းလဲမှုတွေရှိနေချင်မှာတကိုင်းတွေကြိုးကြနေတာမြေကြီးတွေတူးဆွခံထားရတာတရွက်တွေမင်းချခံထားရတယ်အဲ့လိုမျိုးလက်တော်လူဝင်ရောက်ထားတဲ့လက္ခဏာတွေကိုရှောက်ပြရပါမယ်ပြီးတော့ခြေတွေရုပ်ပြငြိမ်သက်သွားရင်လည်းဒါကရန်သူရဲ့ခေးစုံနဲ့ကြောက်ရွံ့နေတဲ့လူခံမှန်းလို့ရပါတယ်။ပုံအားဖြင့်ပြောရဲမှာကြားနေကြဖြစ်တဲ့ငှက်တန်ပိုးမွားတန်တွေကရုတ်တရက်တိတ်ဆိတ်သွားတယ်ဆိုရင်အနီးအနားမှာလူရိပ်ရောင်ရှိနေနိုင်တယ်လို့ယူဆလို့ရပါတယ်။အဲ့ဒါဖြင့်အမြင်ပိုင်းနေရာတွေဖြစ်တဲ့မိတို့လမ်းကြောင်းကိုအပေါ်ကနေအလွယ်တကူပြစ်ခတ်နိုင်မဲ့တောင်ကုန်းတွေအဆောက်အဦတွေကိုအမြင်မပြတ်စောင့်ကြည့်နေရပါမယ်။အပြုအမူဆိုင်ရာသတိပေးချက်တွေအနေနဲ့ဒေသခံပြည်သူတွေမြဲသွားလာနေကြလမ်းကြောင်းတစ်ခုမှာလူတွေရဲ့လူသူကင်းမဲ့သွားပြီးဒါမှမဟုတ်တစုံတစ်ခုရှောင်ရှားနေတယ်လို့ထင်ရတဲ့ဆိုရင်သတိထားပါမယ်။ပြီးတော့မိမိတို့လမ်းကြောင်းတစ်လျှောက်မှာတက်ခါတလေးလေးမြင်နေရတဲ့လူဒါမှမဟုတ်ရင်တွေကမိမိတို့နောက်ရောက်ခံလိုက်နေခြင်းဖြစ်နိုင်ပါတယ်။နောက်ပြီးတော့ပုံမှန်မဟုတ်တဲ့တိတ်ဆိတ်မှုရှိနေခြင်းမှာမိမိတို့ရဲ့ဆက်သွယ်ရေးဒါမှမဟုတ်အချက်ပြစနစ်တွေမှာရိုးရဲ့အနောက်ရှက်တွေဖြစ်ပေါ်လာမှဆိုရင်ရန်သူလှုပ်ရှားမှုစတင်လို့ရေရောင်ဖြစ်နိုင်ပါတယ်။နောက်ပြီးတော့ရန်သူထောင်ချောက်တွေအနေနဲ့ဟန်ပြအခက်ခဲတွေတားဆီးတွေပြီးတော့ပုံစံပြောင်းလဲသွားတာတွေရှိနေနိုင်ပါသေးတယ်။ဟန်ပြအခက်ခဲတွေအနေနဲ့လမ်းပိတ်နေတဲ့ပစ္စည်းတွေကပိတ်ဆို့မှုတွေကမိမိတို့ဖွဲ့ကိုရစ်တန့်သွားစေဖို့နဲ့ထောင်ချောက်တွေကိုဆွဲသွင်းဖို့အတွက်ရည်ရွယ်တာဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ပုံစံပြောင်းလဲသွားခြင်းမှာပုံမှန်တွေ့နေကြရန်သူကင်းစကန်တွေစစ်ဆေးရေးဂိတ်တွေရုတ်တရက်ပျောက်ကွယ်သွားတာဒါမှမဟုတ်ထူးဆန်းတဲ့အခြေအနေတွေဖြစ်ပေါ်နေတာတိုက်ခတ်မှုတစ်ခုတည်းပြင်ဆင်နေခြင်းဖြစ်နိုင်ပါတယ်။အဲ့ဒီတော့ရန်သူရဲ့ kill zone ကိုရောက်တော့မှဆိုရင်အစောပိုင်းသတိပေးချက်တွေအနေနဲ့ဒီလိုမျိုးလက္ခဏာတွေတွေ့ရှိရပြီဆိုရင်ဘယ်လိုမျိုးကောက်ပါလဲ။အဓိကကတော့360ချီတဲ့ပတ်လေလုံခြုံရေးရှိနေဖို့ပါ။ရှေ့ကိုလည်းကြည့်မနေပဲနဲ့ဘေးဘီနဲ့အပေါ် drone တွေကိုပါအမြင်မပြတ်စောင့်ကြည့်နေရပါမယ်။နောက်တစ်ခုကတော့လမ်းကြောင်းကိုပုံတင်ထားလို့မရဘူး။ဒီတိုင်းအချိန်မှဒီလမ်းအနေပဲသွားလာနေပြီဆိုရင်ရန်သူကလိုတကူဆောင်းလန်းတက်ခိုက်လာနိုင်ပါတယ်။အဲဒါကြောင့်မို့လမ်းကြောင်းတွေကိုမကြခဏပြောင်းလဲပြရပါမယ်။နောက်ဆုံးအရေးကြီးဆုံးကကြတော့ကိုယ့်ကိုအမြဲတမ်းမျိုးထုတ်ဖို့ပါ။ငါဒီလမ်းကနေဒီလိုမျိုးချိန်နေဒီလိုမျိုးဖြတ်ခွဲဝင်နေသွားမယ်ဆိုရင်ငါသာရန်သူဆိုရင်ဒီနေရာမှာချောင်းတက်ခိုက်နေလားဆိုရင်အပြေးမျိုးနဲ့မျက်စိစီပြီးတော့တော်ရလောက်ရှာပါခုပြောသွားတဲ့ချက်လက်တွေကစစ်ဖက်ဆိုင်ရာရေးပြတာတွေပညာပေးနေတဲ့ရှင်းပြခြင်းဖြစ်ပါတယ်။အမှန်တကယ်လို့ရှာရဲ့အကောင်မှာတွေ့ကြုံရှိတဲ့တမှုတွေမိတ်လူကြိုးရေးဆိုင်ရာလှုပ်ထုံးလုပ်နေနေနဲ့မိကူတွေရှင်းနေအရေးကြီးဆုံးဖြစ်ပါတယ်